project လာပြီနောက်တစ်ယောက် 哇，六六的。拿到手里。好ဒီလိုလေးရောက်ခါလေး မိနစ်20က 谢谢没娃，别就你妈子，奥米妈子，卡里亚玛卡地的照片来我的，我一切个机会是你的，别别接嘛。 ဒီလေးပြောချင်တာ CLIENT မလား OK。 အဲ့ဒါ client လို့အတန်ထွက်တယ်ညီလေး client အနေနဲ့ရော data လေးတွေကို share လုပ်သွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ project ကြီးကလုံးဝစူးစိုက်ဖြစ်သွားမှာသိကြပါဆရာ ကျွန်တော်ကုမ္ပဏီကိုဘယ်လိုစထောင်ခဲ့ရလဲဆိုတော့ကျွန်တော်တုံညအနေစခဲ့တာပဲဗျာ လိန်နေရတိတိုင် ကိုတို့ကမိသားစုလိုမျိုးနွေနွေထွေးထွေးနဲ့ family တိုက်လေးပေါ့ကွာ family တိုင်းနဲ့လုပ်နေပြီဆိုတော့အခုလိုမျိုးဝိုင်းကူပေးမှာသူလဲတိုးတက်တယ်လို့ရုံးလဲတိုးတက် အဲ့ဒါနေ့ရုံကအလုပ်တွေအများကြီးပေးရလို့ငါမှညအထိအလုပ်လုပ်နေရတာလေ ရှာမရှိနဲ့လူကြီးခိုင်းတာလို့ပြီးတော့အဲ့ဆက်လုံးတွေကိုကတ်မိနေတယ်နည်းနည်းခွာရေးရ ဘယ်တော့မှမခတ်ပါဘူးဖက်ဖက်နဲ့လုပ်လိုက်ပြီးသွားမှာပဲ ခင်ဗျာအဲ့ရှာလဲဒီဇိုင်နာလား ဟာဟဲ့မင်းဟာ background မှာပုံကတ်ထားတဲ့အဆင့်ပဲရှိပါလားကွာကျွန်တော်ယာရုတွေတိုးပေးတယ်ဇာတာတိုးပေးတယ် ခါတော့2000 1000တော့များလိုက်ဗီဒီယိုလည်းတင်ရတာမဟုတ်ပဲနဲ့ ဂျိုင်းအဲ့ဒါအိတ်ရှာကိုပြောပြီးသားလေ तू ကလုတ်ချင်တာလုပ်ရတယ်ဆိုလို့ မရဘူးဂျာကြီးကျွန်တော်မြေရိုးကြီးကိုက်နေလို့စကရင်တော့ကြည့်လို့မရအောင် ကိုဗစ်ဖြစ်နေတာကြီးတစ်ခုလုံးမင်းကမေ့သွားတယ်ပေါ့ ဒီကနေပြန်လာတဲ့ခါမှာလက်ကိုမိနစ်20ခန့်ဆင်ကျေစွာစစ်ကြိုးပေးပါ ဟာရောက်ဘယ်လိုမိနစ်20တော့စက္ကန့်20အဲ့မိနစ်20တော့မင်းလက်ကိုစက်ပြန်နေမင်းကဘာလုပ်ချင်နေရတော့ ဒီမှာမိနစ်20လို့ရေးထားတယ် ဟာအဲ့ဒါဘယ်ကောင်ရေးတာလဲအဲ့မိနစ်20อ่ะ Take 7အဲ့ဘယ်တို့အခါလို့မရတော့ဘူးလား ကြော်ဝင်းမှာ ခွဲမှာသာကြော်လို့ နင်တို့ကအဲ့ဒါအလုပ်ရောက်လာရင်စောက်လို့ကိုမလုပ်ဘူး Facebook လေးသုံးလိုက်ဖိန်လေးကိုလိုက်ခေါင်းလေးကိုလိုက် ဒိုလားလို့အတင်းဆိုတာရုံးနဲ့တယောက်ဆောင်လာကြစကားနဲ့တယောက်ဆောင်လာမဟုတ်ဘူးဒီမှာတကယ်သဲကွင်းတော့အတန်အောင်ထွက်လာအောင် ဖြစ်တယ်ကောင်မလေးကမင်းဆောင်းရမ်းကျွေးနေမင်းကြည့်လိုက်တာနဲ့သိတာအဲ့တော့ဘေးကနေမြင်နေရတယ် You are near just like me belongs to be close to you စော်ကြောက် ကိုသွားချင်သွားလေမသားပါဘူး ကောင်မလေးတွေကသဘောပဲဆိုရင်နိုးလို့ပြောရတယ်တူတူပဲလေ ညွေဂျာကြီးညီလာ ဟေးမင်းနေပစ္စည်းမှတ်နေလားဖြည်းဖြည်းလို့ဟာ မင်းကအိတ်ရှာလေးမင်းတို့ကိုပြောမှာပေါ့ရုံးမှာအလုံးလို့တာမင်းဘာမှမပြောဘူးဒီမှာလည်းကွာစားတယ်လေအများကြီးဒါလေးရင်စားပါလားမင်းကလစ်ကလာနဲ့ဘာလေးလျှောက်စားနေတာ ငါ့ကိုဒီဘလူးစားရတာလေစားမယ်ဆိုလဲတောင်းစားကြလေစိမရှိကမ်းမရှိနဲ့ပြီးမေးလိုက်လို့ရှိရင်လည်းဘယ်သူမှအတမ်းမထွက်ကြဘူး သိကြလားဒါခုံးမှုမြောက်တယ် ခုနကတော့မဟုတ်ပါဘူးစားတော့တစ်ခုပြန်ပြင်မယ်နေကြတယ်အဲ့တော့ပစ္စည်းကို ဟာပစ္စည်းပြောလို့ပြောနေတယ်အကြီးကဝန်ထမ်းကြီးရဲ့ကိုကျင်တရားကိုထိခဲ့တာလို့ပြောနေတယ်ကျွန်တော်ရုံးကဗီဒီယိုအက်ဒီတာကတော့ overall စတဲ့ဟိုကဘာမီလာ3ကန်နဲ့ရောက်နေလို့ပဲဖမ်းလို့လည်းမမီဆက်သွယ်လို့လည်းမရ ကျွန်တော်လမ်းမမလန်းနေတာနိုင်ပြန်ကနေတယ် မင်းရုံနောက်ကြရက်နေများနေပြီမင်း9မိနစ်နဲ့အဲ့ဒါကြောင့်မင်းကခေါ်ပြောတာ ဘာဖြစ်နေကြလဲဆူညာနဲ့ ဟိုကဂျိုင်းလက်မလို့လို့တယ် ဒါကြီးဆိုတဲ့ကောင်ဘာကောင်မှမဟုတ်ဘူးအဲ့ကောင်ငါလည်းယာရုကြီးကိုလိုက်တင်ဆက်ဆက်နေတာ မတင်ညာပြစ်ပြီးတော့ထိုင်ရမတော့ပြီးလို့ချင်းဟို tablet screen ဝိုင်းထိုင်ကြည့်နေမတင်ညာလုပ်ပြီးတော့ဝါလို့ထိုင်ညုံမှမရတာမသိရမလား မင်းအဲ့လိုမျိုးလုပ်နေဘယ်လောက်ကြာလဲ ဘယ်ဥစားပါလဲ ကိုလေကိုဘက်လွတ်တဲ့နေရာဒီမှာခွေးပုံလေးတစ်ပုံလောက်ထည့်ပေးပါကို project ကိုမိသားစုဝင်နေတယ်ခွေးလေးလည်းသုံးနိုင်တော့ ကိုရာလာဟက်စကီလာပြုတ်ဘူးလား အဲ့ဒီရှိကဘလို့သွားနေကြလဲဆိုတာဘာကြီးလဲ How is going လေဘလို့သွားနေတယ်လဲပေါ့ It's gonna be France obviously second one is a prison break and no other than Breaking Bad ဒီလို့တွေမှာတစ်ခုကိုဘယ်လောက်ကြာအောင်လုပ်ခဲ့လဲ 3လလောက်ကနေ6လလောက်ထိပေါ့လုပ်ငန်းတွေ့ကြုံများဖို့ကရေးကြည့်ရလေ ဆက်တွေ့ရမယ့်လိပ်စာကအကြောင်းကြီးဖြစ်နေနော် နေရနေ အားနေချက်ကဘယ်ဟာဖြစ်နေတယ် တချို့လုပ်နေကြတယ်အင်ဂျင်ကိုခေါ်ပြီးလက်စာစားကောက်ကောက်မပြီးတော့လေအဲ့လိုတော့မဟုတ်ဘူးလား ဟုတ်ကောဒီလာလာစားရပါလား ဟာဟေ့မရဘူးအလုံးမပြီးရင်တော့မရဘူး ဒါကိုငါအားလုံးထုံကြည့်ပြီးတော့မှဆုံးဖြတ်တာရေရှည်ကိုတွေးထားတာငါလက်ကားပြောနေရမဟုတ်ဘူး ရုံမို့ကောင်းတာကွာငါ့ကိုလက်ချိုင်လဲလိုက်ရသေးတယ် comfort zone တွေ parking zone တွေနဲ့ငါဘယ်ဆုံးရောက်ရောက်ဘောတူတောက်လို့လည်းမဟုတ်ဘူးတခုလောက်ပြောလို့ရကျွန်တော် Facebook မှာ friend request လေးအဆက်လုပ်လို့ရတယ် မိုက်တယ်ဟေးမိုက်တယ်ဟာအဓိကတော့ professional မဆန်တာပေါ့ဆရာလေ
လို့မတတ်မှတ်တယ် မင်းကစောက်ပူလာပြောမနေနဲ့မင်းကနှစ်ပူးသုံးပူဝေပြီးလုံးအောင်မင်းကသုံးတယ်လို့လား သုံးနေတာပေါ့ကွယ်လေဒီမှာကျွန်တော်သုံးညမကြည့် မလုံးနဲ့ဟဲ့ အာဗန်တကယ်လို့ရုံးမှာမုန်းနေပါတယ်ဖုန်စားလို့ရှိရင်လေဒီစပွဲပေါ်မှာအာဗန်နေပါတယ်တင်လို့ရပါတယ်ည ဟဲ့မင်းကဘယ်ရရလဲညီသုံးညင်သုံးဆိုပြီးကြာရက်ပေးတယ် ဂျာကြီးညီကြီးကညချက်ပို့ပြီးလိုက်တဲ့လူကယောက်ျားကြီးလားမသိဘူးဒုက္ခပါပဲဗျာကျွန်တော်ကိုကြိုက်နေရဆိုဘယ်လိုလုပ်လဲ ဟာ လောက်လိုက်တော့ကိုယ်ဒီနေ့ငါရုံးကနေရက်မှန်ကြီးထုတ်ထားလို့ဝယ်စားလို့ရမှာသူကြတော့နေနေထုတ်လို့ရရလား အဲ့ဒါကြောင့်ကျွန်တော်လေးတာနေတယ် ညီမဘာကိစ္စလဲမသိဘူးအလုံးလျှောက်ချင်ဟောအလုံးလျှောက်တာကိုပဲခိုင်းနေမှာဟေးနော်အေးပါဟာငါနေအစရလာတယ်မလို့စွန်နေ ငါဒီလေးတည့်ဖက်ရတယ် ဒီနေ့မရအောင် ဟဲ့ပြောလီ ဘာပြောမလဲမေ့သွားပြီ ဟာဟိုဒီ trip ရဲ့အမှတ်တရဖြစ်ရတယ် ဒီသားဟောခုချိန်မှာဘာပြောချင်လဲကင်မရာကရီသားဟောကင်မရာမန်ဟုတ်ကင်မရာကရီသားဟော အခုလိုမျိုးတစ်ခါမှရုံးတဲ့ခရီးမသွားဘူးတော့ပြောတာပေါ့ပြီးတော့လမ်းစိတ်ကောစားစိတ်ကောရောင်းရှင်းပေးမှာတဲ့အဲ့လိုဆိုကောင်းတာပေါ့လမ်းမစားရတွေကတော့ရောင်းမရှင်းသေးဘူးနော်ဟုတ်ရှင်းရှင်း ဟဲ့အနီမီတာပဲရောက်သွားဒီလေဟောဘာမို့ဆက်လို့ ကဲထိုးမယ်နော်ထိုးကြမယ်ဆွဲမယ်အကုန်လုံးအပ်ပေးကြရယ်ဒိုင်ကြည့်ပြီနော် ဝေးသွားတော့ ကောက်ထဲလမ်းလျှောက်ပြန်မှာကြောက်တယ်ဆိုလို့ရှိရင်ကားမောင်းပြန်လေအိမ်မှာကားရှိရမှာလား ကောင်းမမောင်းရင် ဘာလို့လဲကားမောင်းတာဘာကြောက်ဆက်ရှိလို့လဲ စီစေးကြ ဩ ဟုတ်ကဲ့ပါဂျာကြီးရတယ် tracking ကကလေးတွေစိတ်ညစ်နေအောင်မယ်နော်သူတို့ vacation လို့ပဲထင်တာအလုပ်တွေပါမယ်တော့သိတာမဟုတ် အလုပ်ကြီးပါပဲကွန်မတီပြီးပြီ ဟမ်နင်ကဘယ်လိုသိလဲဘာသူပြောလဲ ဟဲ့ညို့လေတနေ့ကိုင်ဦးလေညနေဒီကက်စီပေါ်လေးကိုင်နေရတာဘာဖြစ်လဲငါတို့လေတလားလုံးကိုင်လာရတာလေ ဂျာကြီးတောင်းတလာတာဘယ်လိုလဲပြောရတာ မသိဘူးလေအဲ့ဒါ မဟုတ်ဘူးအဲ့ဒါမင်းမသိဘူးမင်းသိဒီတိုင်းရောက်လာတာမင်းပြောမှငါသိတယ်အဲ့ဒါသိတဲ့လူကိုငါမေးနေတယ်အဲ့ဒါဘယ်လိုသိလဲ အဲ့ဟာလေးလေမိုက်ကဘက်ထရီကုန်သွားလို့ ဘက်ထရီကုန်နေဆိုရင်အသက်ဝယ်လေဘက်ထရီ အဲ့နောက်ဆုံးတစ်ခုပါ ရတယ်အဲ့ဒီဘူးနဲ့ပဲရိုက်တယ်ဒီကငါကိုယ်လည်းဦးစီးပြီးတော့ရိုက်တယ် အိမ်ပြန်ခြင်းနဲ့ ဒီလေအဲ့မိုက်ကြီးကိုခြာထားလိုက်စမ်းပါကွာညီလေးပတ်စံနဲ့ဝိုးရတာထားတယ်နော် သူကွာခဏကြိုးစားရယ်ကွာလိုက်ဖမ်းတယ်ကွာသူမအောင်မြင်ကြရှုံးတယ်ဘာလို့ကြရှုံးလဲလို့ထင်ကြိုးစားတယ်အဲ့တော့အဲ့ကြိုးစားရင်ဘာဖြစ်မလဲ ကြာရှုံး ခရီးတမဖြစ်ဘူးဆိုလို့ရှိရင်မင်းလမ်းမပေါ်ပတ်ပြီးတော့ဆဲရဲတာပတ်ငိုရဲတာပတ်ကရဲတာမလုပ်ရဲဘူးလားလုပ်ရဲလို့ရှိရင်မင်းဘာအထွတ်တက်နေတယ်လုပ်ရဲလူတွေမှာစီဖြစ်နေမင်းတကောင်လေးကျန်တော့ ကျုံးရှိရမိကွန်းနေတဲ့အချိန်ဖြုံးမှုမတန်ကြောင်းသိအောင်လုပ်ပေါ့ ဒီလိုအင်တာဗျူးမျိုးပြောအောင်နော် ဟုတ်တယ်ဒီလိုအနာဖြူမျိုး အောင်မြင်ရင်အောင်မြင်အောင်လောက် ကျေးဇူးပါတယ်